တော်လာပြည့်နေ့ဘေကုတိုင်းဘေကုမြို့ဥဒ္ဒါမြို့သစ်ချမ်းမြေမြင့်ကျောင်း၌တွင်၌တတိပဒံအလုပ်ကျင့်ကြံကြိုးကိုအထောက်ကနေကြကုန်သောယဟန်တာမဏေယောဂီသူတော်စင်တို့၏သီလဂုဏ်သမာဓိဂုဏ်ပညာဂုဏ်တို့ကိုအာယုံပြု၍အာယုံဆုံးအလှရှင်ကိုဇော်ထွန်းမတင်တင်ထွေးမိသားစုနန်းတော်ရာနေဆုံးအလှရှင်ဦးတန်းအောင်အားရည်စူး၍တော်တင်ငွေနှင့်သာသမီမြေတစုဘဘုံရက်ခွက်ကဆက်ကလူဒါနာဖြစ်ပါတယ်။နဝကမ္မအလှတော်ငွေကျပ်1000ခွဲကိုလည်းဆက်ကလူဒါမှာဖြစ်ပါတယ်။တော်တကဒီနေ့ချိုဝဲရေခဲမို့အလှရှင်ဥတင်ရွှေတော်တန်းစိန်မိသားစုတောက်ကြီးစုကဆက်ကလူဒါနာဖြစ်ပါတယ်။နောက်အလှရှင်အသီးသီးတို့ကလည်းပဲမိမိတို့တတ်ဆွမ်းသမျှလူရန်တန်းရန်တွေနဲ့ဒီနေ့ချိုဝဲမှာပြည့်ပြည့်စုံစုံဆက်ကလူဒါပြီးတော့ဒကာကြီးဦးတောင်းရွှေဓမ္မကြီးတော်ခင်အေးမိသားစုတို့ကငွေပင်ငွေရင်းအတွက်လူတော်ငွေကျပ်1000ဘုဒ္ဓတော်ဝင်းမိသားစုအုပ်ဖို့ကျုံရိုးကနေပြီးတော့ကျပ်9000တန်ဖိုးရှိသောထိုင်ကုန်တစ်လုံးနဲ့73စီအတွက်လူတော်ငွေကျပ်3000တို့ကိုရေသက်သွန်ချလှူဒန်းအပ်သည်ဆွမ်းအနုမောဒနာတရားဝဲသို့အားခဲလို့လာရောက်ကြကုန်သောဓမ္မပဋိက္ခာဟကပုဂ္ဂိုလ်ပေါင်းတို့အားဓမ္မဒါနအမတဒါနအနေအားဖြင့်ပေးလူဟောကြားအပ်သည်ဗဒ္ဓပတိကသအထုပ္ပတရားဒေသနာအဲ့ဒီဗဒ္ဓပတိကသအထုပ္ပတရားဒေသနာတော်ကိုမြန်မာမှုလေးပြုပြီးတော့ပေးထားတဲ့တရားကောင်းစဉ်ကကုသိုလ်ဂုဏ်သိမ်လူအရှိန်နဲ့ဗာတရားတဲ့လေကုသိုလ်ဂုဏ်သိမ်လူအရှိန်လို့အမည်ပေးထားတဲ့ဓမ္မကထာဒေသနာဟောကြားမည်ဖြစ်လေသောကြောင့်တရားဟောကြားခြင်းမိတရားမနာကြားခြင်းမိမှာတရားပိုင်ရှင်ဖြစ်တော်မူတဲ့ဘုန်းတော်6ပါးသခင်သဗ္ဗညုဘုရားရှင်ကိုတော်မြတ်ကြီးကိုယောသေးသောလက်ဟုချီးမွမ်းရှိခိုး၍ဓမ္မသဘင်စတင်ပွားများရအောင်အလုံးပရိသတ်ပေါင်းသူတော်ကောင်းတို့ကလက်ဟုချီးပြီးတော့ဘုရားရှင်ကိုတော်မြတ်ရဲ့ဂုဏ်တွေကိုအာယုံပြုနေပါဘုရားဓမ္မသနာပလင်ဌာနကနေပြီးတော့ဘုရားရှင်ကိုရောမြတ်အားချီးကျူးကိုရောပူဇော်အပ်တဲ့နမေကာရဘုရားရှိခိုးဖြစ်ဘုရားရှိခိုးပူဇော်၍ဓမ္မသဘင်စတင်ဖွညာရအောင်ဥရေဒီဓာနီလောကီညုစန္ဒီမှာဓမ္မတိရကိုပဝတေတိဣမေဇန္တုဓမ္မရံတိဓာတုစုဓာနီဓာနီဘုရားဒီဝတ္တယရဏစံယုံကြောင့်တရံပံငုံတို့ဖြာဖြာစံစုံတင်း၍စွမ်းကုန်ပွင့်ရမည်ယခုကာလသမယ၌ဓမ္မတိရကုကျွေမြအယောင်နေလယောင်ထွေထွေလယောင်တို့ထက်ပရိကရမကအဝင်းကြီးပ၍အလင်းတိတလဖြာဖြာပွားနိုင်သဖြင့်ကဝန္တလွားမှာယရဏတရားဒီဟူသောအယောင်ဝါလည်းရှိတော်မူပါ၏ထသောလောကီညိုလူအကြောင်းတွေနတ်ကြောင်းတွေမြမကြောင်းတွေနဲ့ကဘာကြောင်းတွေရှိရှိသမျှမိမိရာရာအခက်မဲ့ခြင်းမြရှင်ပဲတည်းများလက်တင်ထားတဲ့ကဲ့သို့ပိုက်ချဝေဘံသဗ္ဗညုတရွှေဉာဏ်တော်ဖြင့်ဧကံသိမြင်တော်မူပါ၏ထသောစန္ဒီမတကဘာလုံးမသာဆုံးထိန်ဆုံးဖြစ်၍စိတ်နှလုံးမြတ်တော်ရာလိုခဏမပေါ်လာလည်းယတမြောကမန္တိလျာတိသံဝေပွင့်ပုံတွင်ဘုရားရှင်ကိုရောမြတ်ကြီးသည်ဥရေတိအမိုက်ကိုပဲခွာရှောင်းအမောင်းကိုရှောင်းခွင်း၍အလင်းတတကြီးကြီးနှင့်ဘိုးရီတောင်းတိစီမမြရောင်ဤတပိတ်ပိတ်နှင့်တရိပ်ရိပ်ပေါ်ထွန်းတော်မူခဲ့လေပြီစန္ဒီမှာလေးရုံကိုလျှရ၍လေးရကိုမြတ်တော်မူဒီတကူမြတ်နန်းနေလာဇံယရဏဖြစ်တော်မူပါ၏သောဘုရားရှင်ကိုရောမြတ်ကြီးဖရာတွင်တွင်ဘူးအပြင်ဘူးအရှင်ဘူးကဘူးကကြသဖြင့်အဘုဒ္ဓရှိသူတွေကိုဘုဒ္ဓတွေချုပ်ငြိမ်အောင်ယုတ်သိအေးမြစေနိုင်သည်ဧဝပိုင်ဖြစ်တော်မူသောအရှင်မြတ်ကြီးသည်ဓာတုစုရှိသောပါရမီဓမ္မအနိဒဆော၍မြတ်သောဘောဝဒနာခိုင်ညာသဖြင့်ဓမ္မရာအတိုင်းဖြောင်းမှန်စွာနေကြကုန်သောဤမေတံတုရှေးဘဝဇယိတို့ကြောင့်အေးမြတ်ဘုရားကြွ၍နေကြကုန်သော
တောတောများစွာတတ္တဝါနန္ဒမန္တမြတ်တို့ကိုဓမ္မရံတိဟိဂုံတော်ညွန့်6ဆုံးကြည်ဘုံတော်6ခန်းတရားတော်ဒီဟုသောမြတ်ရောင်ကြီးပန်းတော်ဖြင့်ဘာဝတိတိပါရမီဒိဋ္ဌမချောခဲ့ကြသည့်အတိုင်းနိဗ္ဗာန်မြို့နာအမတမြေမှာချမ်းသာစေမောင်ချွေမတန်းရအောင်ရောင်ဝိဇံတကြီးကြီးတလီလီပပဝင်၍ထောလင်းတော်မူလဲပါကဗ္ဗမောင်မတိမြရောင်ကြီးညွန်မှုတို့ဖြင့်အထူးကျက်တရေမဆုံးနိုင်သည့်ရွှေဘုံခိုင်ကိုယ်တော်မြတ်ကြီးဖရာဆိုလိုက်ပါဗုဒ္ဓမြတ်စွာသာသနာရောဝနေသို့လင်းပါသည်ဘဂုံမြို့မှာသာသနာရောဝနေသို့လင်းပါသည်တို့ကြောင့်တိုင်းမှာသာသနာရှောင်းဝါနေတို့လင်းပါစေတို့သာသနာတို့တဲ့ရာတို့မှတာဝန်ရှိပါစေသာသနာအတွက်တို့ဆောင်ရွယ်ဆမ်းမြဲညီညာရှိပါစေလုံးစုံများစွာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေမရှိဆိုညထိုစကားမကြားရသည်ဖြစ်ပါစေအလူရေဆက်နေ့တိုင်းဆက်လက်နဲ့မကွာရှိပါစေနှလုံးစိတ်ဝမ်းရွှင်နာလန်းမနွမ်းသာဝရရှိပါစေအလုတ်ကိုစီဘေးမတိကြံစီထမြောက်ကြပါစေသဗ္ဗိတိယောဝဇန္တုသောကောရောဂောဝိနာတတုမတေဘွန်တွန္တရာယဒုက္ခိတိကာယုဘောဘဝသဗ္ဗိတိယောလုံးစုံသောဘေဟုကယောဂအန္တရာယ်ဟူသည်များပေါင်းတို့သည်ဝိဝေဒံတူဆောင်လွယ်ပြောင်းပြကြပါစေကုန်သောကောသသောကတရားသည်၎င်းယောဂောသကအနာယောဂသည်၎င်းဝိနာတတုပြောင်းပြပါစေအန္တရာယအန္တရာယ်ပေါင်းတို့သည်မဘွန်တုမကြမရောက်ကြပါစေကုန်လေဒုက္ခိဒုက္ခိတာကိုစိတ်နှဖျားကြမှချမ်းသာဝမ်းသာကြကုန်သည်ဖြစ်၍ဒီကယောဂတက်ရတံကိုကျော်လန်းနိုင်ကြကုန်သည်ဘဝတုဘဝတုကောင်းစွာမသွေဖြစ်နိုင်ကြပါစေကုန်တည်းမေတ္တာအာတိတမေတ္တာပဋ္ဌနာများပြုပြီးတော့ဒီနေ့သောအနုမောဒနာဒီတဲ့ခြားဓမ္မသဘင်ကိုဘုန်းကြီးတို့စတင်ပြီးတော့ပွဲပါတယ်ကုသိုလ်ဂုဏ်သိမ်လူအရှိန်တဲ့တရားကောင်းစင်ပါတယ်လေကုသိုလ်ဂုဏ်သိမ်လူအရှိန်တဲ့ဒါနံတက္ကတသောပါဏံဒါနံဘာထေယမုဒ္ဓမံဒါနဥစုကတံမေကံဒါနမောက္ခပဒံဝရံဒါနစေရနာသုံးတံထတံဖြူဖွေးအလှပေးခြင်းသည်သဂတကုသိုလ်ရှင်များပြောပါရမည်ထဏပြီဤသောဘာနံလွယ်စွာတဲ့ကြောင်းဆောင်နံလေကားကြီးပါပေသည်ဒါနစေရနာသုံးသွဲရှင်ကျဲဖြူဖွေးအလှပေးခြင်းသည်ဩဒ္ဓမံပြိုင်ပဲကင်းလာအလုံးမြတ်သောဗာထေယတန္တရလမ်းစခမ်းမှာမပင်မပန်းချမ်းသာစေကြောင်းကောင်းစွာသောမြို့ရိခါတော်ကြီးပါပေသည်
ဒါနမဆုံးမတွန့်ပေစွန်ကျဲချမြတ်ဒါနသည်ဥဇုကတမေကံပြည်နိဗ္ဗာန်သို့ဘေးရန်မနောက်ဖြောင်းပြောင်းရောက်ကြောင်းလမ်းကောင်းအကျော်လမ်းမတော်ကြီးပါပေသည်ဒါနဝိနည်းမနွယ်စင်ကြယ်ဖြူဖွေးအလူပေးခြင်းသည်ဝရံပြိုင်လာတိုင်းရှုံအထွတ်ဆုံးဖြစ်သောမောက္ခပဒံတန္တရာဝနေမချွ၍လွတ်ကြောင်းထွက်ကြောင်းအကျင့်ကောင်းစေကြီးမှန်ဖြစ်ပါပေတော့သည်တကားဒါနရဲ့ဂုဏ်ကြီးကို၄မျိုးပြတယ်တဲ့ဒါနဂုဏ်ကြီး၄မျိုးဒါနဂုဏ်ကြီးဘယ်နှမျိုးကဲဆိုလိုက်ပါဒါနဆိုတာလေကားပမာနတ်ရွာတက်ကြောင်းပါဒါနဆိုတာလေကားပမာနတ်ရွာတက်ကြောင်းပါဒါနဆိုတာလေကားပမာနတ်ရွာတက်ကြောင်းပါဘုန်းကြီးတို့လူပြည်နဲ့နတ်ပြည်ဘယ်လောက်ကွာဝေးတော့ဆိုရင်ယူဇနာပေါင်း7400ကွာတယ်လူပြည်ကနေပြီးတော့နတ်ပြည်ကိုတိုင်းကြည့်လိုက်လို့ရှိရင်ယူဇနာပေါင်း7400ကွာတယ်နတ်ပြည်ဆိုတာလူပြည်ရဲ့အထက်မှာအမြင့်မှာနေတာပမာနေတာကောင်းပြီအမြင့်ကိုတက်ချင်လေကားထောင်ရတယ်တဲ့အမြင့်တက်ချင်ဘာလို့လေကားထောင်ရတဲ့ပိဋကတ်တဲ့အမြင့်တက်ကြောင်းဇောင်းနှံလေကားနဲ့တူတယ်ဘုန်းကြီးတို့ရှင်မောတော်ဘုရားကြီးအခုတည်ထားတဲ့ကုန်းကသုဒ္ဓတနာကုန်းနဲ့ဘာကုန်းနဲ့သုဒ္ဓတနာကုန်းပေါ်မှာရွှေမောတော်ဘုရားတည်ထားတယ်။အိုးတိန်ဂုတ်တကကုန်းပေါ်မှာတော့ရွှေတကုံဘုရားတည်ထားတယ်တဲ့။အဲ့တော့ရွှေတကုံပဲဖြစ်ဖြစ်ရွှေမောတော်ပဲဖြစ်ဖြစ်ကုန်းပေါ်မှာတည်ထားသောဘုရားကိုဖူးချေခြင်းဘုန်းကြီးတို့ဘုရားတိုင်းစောင်းတန်းလှေကားကပဲတက်ရတယ်။ဘယ်ကတက်ရလဲဒါကြောင့်မို့လို့အဲ့ဒီဥပမာကိုဘုန်းကြီးတို့ပြည့်သားပေါင်းသူတော်ကောင်းတို့နားလည်ပြီးဆိုရင်ဒါနတက္ကတသောဘာနဒါနစေတနာသုံးဏထထံဖြူဖွေအလိုပေးခြင်းသည်တက္ကတကုသိုလ်ရှင်များပျော်ပါရမည်ထဏပြီသောဘာနံလွယ်သွားတတ်ကြောင်းဆောင်တော်လေကားကြီးပါပေသည်တဲ့ဒီနေ့လူတကာလူမတွေဘာလုပ်ကြတာတော့ဆိုလို့ရှိရင်နတ်ပြည်ကိုတက်ကြောင်းဆောင်တဲ့လေကားတစ်ခုတဲ့ဒီနေ့လေကားထောင်တဲ့နေ့ဒီနေ့ဘာလုပ်တဲ့နေ့လဲလေကားထောင်ပြီးဆိုတဲ့ကအောက်ဆင်းမို့လားအထက်တက်ဖို့လားအထက်တက်ဖို့လို့ကုသိုလ်ကောင်းမှုတွေလုပ်လို့ယောဂီတွေရဲ့သီလဂုဏ်သမာဓိဂုဏ်ပညာဂုဏ်တွေကိုအာယုံပြုလို့အာယုံစွန်းနေသောအချိုပွဲတွေနဝကမ္မဝတ္ထုတွေ73စီးတွေဆက်ကလူတန်းနေဆိုတာနတ်ရွာတဲ့ကြောင်းဆောင်တဲ့လေကားတစ်ခုငါတို့ပြုလုပ်လိုက်ရပြီလို့ဒါနဟာစောင်းတန်းနဲ့တူတယ်လေကားနဲ့တူတယ်ကိုယ်ဘေတတေဒါနရဲ့ဂုဏ်ကြီး၄မျိုးထဲမှာတစ်မျိုးပြီးသွားပြီနောက်တစ်မျိုးဆိုလိုက်စမ်းပါဒါနဆိုတာမြတ်ရိတ်ခါသေချာထုတ်ကြပါဒါနဆိုတာမြတ်ရိတ်ခါသေချာထုတ်ကြပါဒါနဆိုတာမြတ်ရိတ်ခါသေချာထုတ်ကြပါဒါနတိဟုသောကုသိုလ်ကောင်းမှုသည်ရိတ်ခါထုံးနဲ့တူတယ်တဲ့ဒါကတော့ဘုန်းကြီးတို့ပြည်သားပေါင်းသူတော်ကောင်းတို့အထူးပြောစရာမလိုဘူးဒါနခရီးသွားနေတဲ့ပုဂ္ဂိုလ်တွေရိတ်ခါမကုန်းရင်ရိတ်ခါထပ်ဖြည့်အထုပ်ကဖြီးစားနဲ့ရော့သွားမှမရော့အောင်ကိုထပ်ပြီးတော့ဖြည့်ပေးရတယ်ဒီနေ့ဘာလို့တာတော့ဆိုရင်ရိတ်ခါဖြည့်တာဒီနေ့ဘာလို့တာလဲရိတ်ခါဖြည့်တာတဲ့အထုပ်ကြီးလေးသွားရတဲ့ခရီးချမ်းသာလေးအထုပ်ကြီးလေးသွားရတဲ့ခရီးချမ်းသာလေးနောက်တစ်ခုဆိုသားမှာဒါနဆိုတာလမ်းပမာခေမာရောက်ကြောင်းပါဒါနဆိုတာလမ်းပမာခေမာရောက်ကြောင်းပါဒ
ဒါနဆိုတာဘာနဲ့တူတော့ဆိုရင်လမ်းနဲ့တူတယ်တဲ့ဘယ်ကိုသွားတဲ့လမ်းတုံးဆိုရင်နိဗ္ဗာန်ကိုသွားတဲ့လမ်းဘုရားလောင်းတော်ကြီးတွေကိုပြန်ကြည့်လိုက်ဘုရားလောင်းတော်ကြီးတွေပါရမီဖြည့်တဲ့နေရာမှာဒါနပါရမီကအရင်လမ်းခင်းတာဘာပါရမီဝိသိဏတော်တရတဲ့ခိပထမဒါနပါရမီတဲ့ဘုရားဖြစ်ပြီးလို့ပြန်တည်ရပြီဆိုရင်နိဗ္ဗာန်ကိုလမ်းခင်းရဲ့ပိဋကရဲ့ဒါနလမ်းကအရင်ခင်းတယ်ဒါကြောင့်ဒါနဆိုတာလမ်းနဲ့တူတယ်နောက်တစ်ခုဆိုပါဒါနဆိုတာဝိကြွရာမပ္ပါအကျင့်ကောင်းပါဒါနဆိုတာဝိကြွရာမပ္ပါအကျင့်ကောင်းပါဒါနဆိုတာပိဋကတေဝမကြွကြောင်းအကျင့်ကောင်းတဲ့တတတဝုကနေကျွတ်လို့ဖို့အရေးဆိုတာလွယ်လွယ်လေးတော့မဟုတ်ဘူးတဲ့တန္တရာထဲမှာကတဏှာအကြိုက်ဖြစ်တဲ့အာယုန်တွေနဲ့ယုံမထွက်နိုင်အောင်ဆွဲထားတာဆိုတော့တော်တော်နဲ့တန္တရာတွေကမထွက်နိုင်ကြဘူးတဲ့ပစ္စည်းတန်ရောစဉ်လက်တန်ရောစဉ်စိတ်တန်ရောစဉ်သာသမီတန်ရောစဉ်ကြိုးတွေနဲ့ချီနှောင်ထားတာမို့လို့အဲ့ဒီကြိုးတွေကိုဖြေထုံးနိုင်မှတန္တရာဝတ်ကနေကျွတ်မှဒါနပြုရဲဆိုတာဘိယတရဲ့ပစ္စည်းတန်ရောစဉ်ခံကိုဖြတ်တာဒါနပြုတယ်ဆိုတာဘာတန်ရောစဉ်ခံကိုဖြတ်တာလဲပစ္စည်းတန်ရောစဉ်ခံကိုဖြတ်ပြတာတဲ့ပစ္စည်းပေါ်မှာချီနှောင်ထားတဲ့တဏှာလောဘကြိုးကိုဖြေထုတ်ပြတာဖြတ်ထုတ်ပြတာဒါကြောင့်မို့လို့ကျိုးပြေမှလွတ်မယ်ကျိုးမပြေရင်မလွတ်ဘူးဘုန်းကြီးတို့ဘုရားလောင်းတော်ကြီးရဲ့နောက်ဆုံးဘဝကိုကြည့်ပါဝိတန္တရာဇတ်တော်အဲ့ဒါဘုန်းကြီးတို့ဇတ်ကြီး10ဘွယ်တည်းမှာဝိတန္တရာနောက်ဆုံးဇတ်ပဲဘုရားလောင်းတော်ကဝိတန္တရာမင်းကြီးဘဝကနေပြီးတော့နတ်ရွာဆံကံတော်ကုန်ပြီးတော့နတ်ပြည်ကိုတက်သွားတာဘယ်ကိုတက်သွားလဲနတ်ပြည်ကိုတက်သွားပြီးတော့သေတကေတုတဲ့လောင်းတော်ရဲ့နာမည်ကဘယ်သူတဲ့လဲအဲ့ဒါဒုတိယနတ်ပြည်မှာနတ်သားသွားဖြစ်တာဝိတန္တရာဘဝကနေပြီးတော့နောက်ဆုံးအဲ့ဒါပါရမီဖြစ်သွားတာအဲ့ဒီဝိတန္တရာဘဝမှာဝိနုပိယတိုင်တိုင်းတော်ပြည်တော်ကိုစွန့်ပြီးတော့ဝင်္ကဘာတောင်ဆောင်ကိုထွက်လာတယ်နောက်တခါသားတော်ဇာလီသမီးတော်ကနာစိန်တို့ကိုစွန့်လှူတယ်အဲ့ဒါကျိုးဖြေနေတာဘာလို့နေတာလဲကျိုးဖြေနေတာနောက်တခါမတ္တိဒေဝီမိဖုရားကိုလည်းပဲစွန့်လှူတယ်တဲ့အဲ့ဒီလိုသားတွေမယားတွေစွန့်ယုံနေမကပဲနဲ့ခန္ဓာကိုယ်ရဲ့အသွေးအသားတွေအကုန်လုံးစွန့်လို့ပြီးတော့ဒါနလမ်းကနေလျှောက်ခဲ့လို့ဘုရားလောင်းတော်ဟာနိဗ္ဗာန်နန်းကိုဖြောက်တန်းစွာရောက်ခဲ့ရတာပါဒါကြောင့်မို့လို့ပိဋကတေဒါနဆိုတာအနိမ့်ကနေပြီးတော့အမြင့်ကိုတက်ကြောင်းလမ်းကောင်းအကျင့်နဲ့တူတယ်တဲ့ဘုန်းကြီးတို့ဘုရားလောင်းတော်ကြီးအဲ့ဒါနောက်ဆုံးပါရမီဖြည့်ခဲ့တာဝိတန္တရာဘဝနတ်ပြည်ကိုတက်သွားတဲ့ဒုတိယနတ်ပြည်မှာသေတကေတုနတ်သားတဲ့အဲ့ဒီကနေပြီးတော့မှနတ်တွေမြမတွေတောင်းပန်လို့ဟိုးကပိလို့ပြီးမေတော်မာရရဲ့ဝမ်းပိုက်ထဲကိုဆင်းလာတာနတ်သားဘဝကလာတာဘုရားလောင်းတော်ဘယ်ကလာတာလဲနတ်သားဘဝမရောက်ခင်တော့ကဝိတန္တရာမင်းကြီးဘဝကလာတာဇတ်တော်ကဒီလိုသွားတာဝိတန္တရာဘဝကနောက်ဆုံးအဲ့ဒီကနေနတ်သားဘဝကနေပြီးတော့မှရသောတရမေတော်မာယာဝမ်းထဲမှာသွားပြီးတော့ဝင်စားတာတဲ့ဒီတော့ဘုရားလောင်းတော်ရဲ့ပါရမီဖြစ်ရာကာလကိုကြည့်ရင်ဒါနာလန်းခင်ပြီးတော့လျှောက်ခဲ့တာကုသိုလ်ဂုံတိန်လူအရှိန်နဲ့လာတာဘုရားလောင်းတော်ကရက်နေတာမဟုတ်ဘူးနားနေတာမဟုတ်ဘူးဒီဘဝတော့ကွာဒါနတွေများလို့ငါမလှူတော့ဘူးမဟုတ်ဘူးဘုရားလောင်းတော်များဂျာကာလမရှိပါရမီဖြည့်တဲ့နေရာမှာတော်ပြီဒီနှစ်လှူထားတာများနေပြီဒီဘဝလှူထားတာများနေပြီနောက်တစ်ဘဝကြော်လောက်မှလှူမဲလို့အဲ့ဒီလိုဘဝတွေကိုကြော်ပြီးတော့လည်းပဲဘုရားလောင်းတော်တို့ဟာဘယ်တော့မှကြော်မသွားဘူးတဲ့ဒါနလုံးလည်းအစဉ်အတိုင်းသီလလုံးလည်းအစဉ်အတိုင်းပါရမီ7ပါးဖြည့်ကျင်တော်မူတဲ့နေရာမှာဘာကိုမှကြော်ထားချမ်းသာခြင်းမရှိဘဲနဲ့အစဉ်တိုင်းဖြည့်ကျင်တော်မူတယ်ဒါကြောင့်မို့လို့အဲ့ဒီလိုလှုပ်ခဲ့တဲ့ကုသိုလ်ဂုဏ်သိမ်ကဘုရားကိုတွန်းလို့ပြလိုက်တဲ့အခါကျတော့အရှိန်နဲ့လူဘဝရောက်လာဟောလူဘဝရောက်လာပြီးတော့နောက်ဆုံးတို့ပြောဆိုလူသားဘုရားရဲ့လိုဖြစ်လာတာဒါကြောင့်မို့လို့ဘုန်းကြီးတို့တရားချစ်ခင်စိတ်ကောင်းဝင်တဲ့သူတော်စင်တို့ကိုပြောချင်တာကလူဘဝကိုရောက်လာတော့ကကုသိုလ်နဲ့ရောက်လာတာဘာနဲ့ရောက်လာတာ
ကုသိုလ်အရှိန်ကတွန်းပို့ပေးလိုက်လို့အရှိန်ပါလာတယ်အားပါလာတယ်အရှိန်ကောင်းတယ်လားဘာကောင်းတယ်လားအရှိန်ကောင်းလို့အထက်တက်တာပေါ့အရှိန်ကောင်းလို့ဘာဖြစ်လဲဒုက္ခတိဘုံရောက်လာတာပေါ့ကုသိုလ်အရှိန်နဲ့လူပြည်ကိုရောက်လာတယ်ပြန်သွားရင်လည်းပဲဘုန်းကြီးတို့ပြည့်တဲ့ကုသိုလ်အရှိန်နဲ့ပြန်ရမှာဒါကြောင့်ဆိုကြည်စမ်းမှာလူဘဝတွင်ရောက်လာစဉ်လေကုသိုလ်ပဲမလွဲပါခဲ့တာလူဘဝတွင်ရောက်လာစဉ်လေကုသိုလ်ပဲမလွဲပါခဲ့တာမပြန်သေးခင်ရောက်နေစဉ်လေကုသိုလ်ပဲအမြဲကံရမှာမပြန်သေးခင်ရောက်နေစဉ်လေကုသိုလ်ပဲအမြဲကံရမှာအချိန်စိကပြန်သွားရလေကုသိုလ်ပဲရဲရဲယူသွားပါအချိန်စိကပြန်သွားရလေကုသိုလ်ပဲရဲရဲယူသွားပါကုသိုလ်ဂုဏ်သိမ့်လူအရှိန်တည်ငြိမ်အေးချမ်းမှာကုသိုလ်ဂုဏ်သိမ့်လူအရှိန်တည်ငြိမ်အေးချမ်းမှာလူဘဝမှာရောက်တော့မှသာသနာတော်ကြီးနဲ့ဂျုံတော့မှလုံးသိလုံးထက်တဲ့ကုသိုလ်ကောင်းမှုကိုလှုပ်သွားရင်အရှိန်နဲ့မြင့်တင်ပေးလိုက်တာမို့လို့အထက်တက်သွားမယ်တဲ့အထက်တက်သွားမှုတဲ့သူဆင်းရဲတယောက်အကြောင်းကိုပြောရမယ်ဆိုရင်အတ္တိတသမိဗာရဏတိသစ္ထိနောခန္ဓာကုမာရောနာမပုဒ္ဒောဟောတိအတ္တိတသမိဗာရဏတိသစ္ထောအတိတ်ဝေသွားချိန်ခါကာလရှိသောငါဗာရဏတိသစ္ထိနောဗာရဏတိတထေမခန္ဓာကုမာရောနာမပုဒ္ဒောဟောတိခန္ဓာလို့အမည်ရတဲ့တတ်တယောက်ရှိတယ်တဲ့ဗာရဏတိပြည်မှာတထေးကြီးအဲ့ဒီတထေးကြီးရဲ့သားနာမည်ကမောင်ခန္ဓာခန္ဓာလို့ခေါ်တဲ့တတ်တယောက်ဖခင်တထေးကြီးကွယ်လွန်သွားတော့ဗာရဏတိမင်းကြီးကအဲ့ဒီခန္ဓာကိုခေါ်တယ်မောင်ခန္ဓာမင်းတို့အဖေဘက်ကပစ္စည်းဘယ်လောက်ကြံခဲ့တယ်ကတိ40အမေဘက်ကကတိ40အဲ့ဒီနှစ်ယောက်ပေါင်းပြီးတော့မင်းတို့အဖေနဲ့မင်းတို့အမေဇီဝရှာသွားတာဘယ်လောက်လဲဂရေ80နည်းနည်းတော့ဥစ္စာပစ္စည်းတွေမှမဟုတ်ဘဲနဲ့အဲ့တော့မင်းအဖေဟာတထေးကြီးဖြစ်တဲ့အတွက်ကြောင့်မို့လို့မင်းဟာမင်းအဖေရဲ့ယာဓုကိုဆက်ခံမင်းကတထေးဘွဲ့ဒုက္ခနဲ့လို့ဆိုပြီးတော့ဗာရဏတိမင်းကကန္ဓတရုသံကိုတထေးဘွဲ့ဒုဂုံဒုက္ခကတော့တထေးယာဓုရရောရတဲ့အခါကျတော့အဲ့ဒီမှာမိဘဘိုးဘွားတွေလက်ထက်ထဲကနေပြီးတော့ဥစ္စာပစ္စည်းစီကိုထိမ့်သိမ်းဆောက်ရှောက်လာရတဲ့ဗန္ဒာဆိုးတဲ့ဗါတယ်လေပိဒါဗန္ဒာဆိုးကြီးကကန္နာတထေးသားကိုခေါ်ပြီးတော့ဗန္ဒာတိုက်တွေကိုလိုက်ပြီးတော့ဖွင့်ပြတယ်တထေးသားဒါကတော့တထေးသားရဲ့အဖိုးတို့ဘွားတို့ကြံခဲ့တဲ့စိန်ရွှေငွေကြောက်တံဗရမများတွေပါဒါကတော့တထေးသားရဲ့အမေနဲ့အဖေလက်ထက်မှာစီးပွားဖြစ်ခဲ့လို့ကြံခဲ့တဲ့စိန်ရွှေငွေကြောက်တံဗရမများတွေပါလို့ဗန္ဒာဆိုကြီးကဗန္ဒာတိုက်တွေကိုလိုက်ပြီးတော့ဖွင့်ပြတဲ့အခါကျတော့ဂန္ဓာတထေကဂိမ်ပါဏာတိဣမန္တနဂဟိတဝနာဂမိန်တုတေထုမိမဘိုးဘွားတို့သည်ဣမန္တနဤများပြလာစွာသောဥစ္စာပစ္စည်းကိုဂဟိတဝယူ၍ဂိမ်ပါဏာနာဂမိန်တုဘာကြောင့်မသွားကုန်သနည်းဣတိဤသို့အာဟကောင်းစွာမသွေးမိန်ကြတော်မူလိုက်ပါပေသတည်းဒီလောက်များပြားတဲ့ဥစ္စာပစ္စည်းတွေကိုအဖိုးတို့အဖွားတို့အဖေတို့မိတို့ဘာဖြစ်လို့ယူမသွားကြတာလဲဘာဖြစ်လို့ယူမသွားကြတာလဲဗန္ဒာဆိုကြီးရဲ့ပြောစမ်းမှာတ
သာမိတနာဂဟိတဝါခတနာမနတ္ထိတထေသလူတယောက်ဟာသေသွားပြီဆိုရင်မိမိပိုင်ဆိုင်တဲ့အိုးအိမ်တိုက်တာစိန်ရွှေငွေကြောက်တံဗရမအဲ့ဓာတွေကိုတမလွန်လောကကိုဘာတခုမှယူသွားလို့မရဘူးတဲ့နောက်မှကြံခဲ့တယ်ဆိုလိုက်ပါမြေမာမြုပ်ထားရွှေငွေများနှင့်အိုးအိမ်လေယာမလိုက်ပါနောက်မှကြံခဲ့တာမြေမှမြုပ်ထားရွှေငွေများနှင့်အိုးအိမ်လေယာမလိုက်ပါနောက်မှကြံခဲ့မှာဘယ်လိုမှယူသွားလို့မရပါဘူးတထေးရဲ့တဲ့တမလွန်ခီးကိုဒီစိန်နေရွှေတွေငွေတွေဘယ်လိုမှယူသွားလို့မရဘူးဒါကြောင့်ယူမသွားတာဥစ္စာပစ္စည်းဆိုတာတဘဝသာသုံးရတာပါတည်တဲ့အခါကျတော့ကိုယ်နဲ့ဘာမှမဆိုင်တော့ဘူးပျောက်ပြဲသွားပါတယ်ဒါကြောင့်ဆိုပါတဘဝသာသုံးရပါသေခါပျောက်သွားမှာတဘဝသာသုံးရပါသေခါပြောက်သွားမှာတဘဝလေးပဲသုံးရတာပါတတိရဲ့တဲ့ဒါကြောင့်မလို့သူတို့ယူမသွားနိုင်တာပါဆိုတော့အဟံပဏိတံဂဟေတဝဝကမိတ္တာမိငါကတော့ပါအောင်ယူသွားမယ်တဲ့အဖိုးတို့အဖွားတို့အဖေတို့အမေတို့ခြံခဲ့တဲ့ဒီဥစ္စာပစ္စည်းတွေကိုငါပါအောင်ယူသွားမယ်လို့စိတ်အကြံဖြစ်တယ်ယူရမယ်ဆိုတော့ဒါနံဝါဒတမိပူဇံဝါကရိတမိဖယားတဲ့ကြောင်းဆောက်ယဟန်ကရှင်ပြုအလှပေးတန်ခါဆွမ်းကဒီလိုလူရန်ပူဇော်မှုတွေလုံးမလားလို့အောင်းမိတဲ့ပြေသားတည်းမလုံးပါဘူးတဲ့သူယူသွားမဲ့ပုံကဣဒံတပ္ပံခါရိတဝဝကမိတ္တာမိတိအဖိုးတို့အဖွားတို့အဖေတို့မေတို့ခြံထားခဲ့တဲ့ဥစ္စာပစ္စည်းတွေကိုငါအကုန်လုံးစားပြစ်မယ်တဲ့အဲ့ဒီတော့အတွေးပေါက်ပြီးတော့မလို့တုံးဆိုရင်တသိန်းတန်နဲ့ဖန်ရေချိုးခုံရှိတဲ့ပစ္စည်းတွေထုတ်သုံးပြီတသိန်းတန်နဲ့ဖန်တွေနဲ့ပြုလုပ်လာတဲ့ရေချိုးခန်းတသိန်းတန်နဲ့ဖန်တွေနဲ့ပြုလုပ်ထားတဲ့ဖန်ရေချိုးခုံကြီးအဲ့ဒီဖန်ရေချိုးခုံပေါ်မှာထိုင်မို့လို့တသိန်းတန်ထိုင်ခုံကြီးနောက်တစ်ခါရေမိုးချိုးပြီးလို့ထမင်းစားမယ်ဆိုတော့တသိန်းတန်နဲ့စားတော့ခွဲအဲ့ဒီထမင်းစားပွဲကြီးကျင်းပဖို့လို့မန္တကြီးကလည်းတသိန်းတန်နဲ့အဲ့ဒီထမင်းတင်စားတဲ့ဇဝဲကလည်းတသိန်းတန်နဲ့အဲ့ဒီထမင်းစားနေတဲ့အယဒေသမှာအပြင်ဘက်ကိုလှမ်းကြည့်ဖို့လို့ပရင်းမောက်တစ်ပေါက်ခောက်တဲ့အဲ့ဒီပရင်းမောက်ကလည်းပဲတသိန်းတန်နဲ့အလုံးဘိတို့ပြေးနိုင်9သိန်းဘယ်နှသိန်းလဲ9သိန်းတဲ့မနက်စာအတွက်ကို1000တန်ချက်ခိုင်းတယ်ညနေစာအတွက်ကို1000တန်ချက်ခိုင်းတယ်ပုံဓမ္မဒီဝတိပဏ္ဏမောဇနာထာယတတ္တသဟတံဒါဘိတိပုံဓမ္မဒီဝတိလာပြီနေဆိုရင်တော့အထူးအစီအစဉ်တရားအနေနဲ့ဘောဇနံထာယသူစားဖို့လို့ထမင်းအကျိုးငါထမင်းအလုံးငါတတ္တသဟတံတသိန်းတန်သောထမင်းဝဲကိုဒါပေတိကောင်းစွာမသွေပြင်ဆင်စေခဲ့ပါပြီတကားထမင်းစားဝဲကြီးကိုဘုန်းကြီးတို့ပြေးတိုက်ခန်းခန်းနာနာကျင်းပတယ်တဲ့ဥပုံနဲ့လပြည့်နေဆိုရင်လပြည့်နေတိုင်းသူစားတဲ့ထမင်းကတသိန်းတန်အဲ့ဒါသူထမင်းစားပွဲကြီးကိုလာပြီးတော့လူတွေကြည့်ဖို့လို့မျိုးကိုလှပအောင်ဆင်ဖို့လို့ငွေတသိန်းထုတ်ပေးတယ်လာရောက်ကြည့်ရှုဖို့လို့လည်းမျိုးတဲကိုငေါင်းနေစီတွေခါပြီးတော့တီးစီတယ်တဲ့ထမင်းစားပွဲကျင်းပခါနီးမှာနန့်သားရေအိုး16လုံးကုန်အောင်ချိုးတယ်ရေတော်မှရိုးရေမှုပြေးတိုင်းနှစ်သားရေတွေနဲ့ရေချိုးတယ်ရေအိုး16လုံးကုန်တယ်ပြီးတဲ့အခါကျတော့မှထမင်းစားတဲ့သူထမင်းစားနေတဲ့ချိန်မှလည်းပဲကကြည်တွေကဒုရိယာမျိုးစုံနေနဲ့တီးမှုတ်ဖြောပြပြီးတော့နေရတယ်တဲ့ဘ
ဗာရဏသီတစ်မျိုးလုံးမှာရှိတဲ့လူတွေသမင်းစားပွဲကိုလာကြည့်တယ်အဲ့ဒီလာကြည့်တဲ့လူတွေကိုအငိမ့်နေဇတ်တွေနဲ့သူကဧည့်ခံတယ်တို့ပြောကြပါစို့တနေ့တော့တော်သားတယောက်ထင်းနေရောင်းဖို့လို့ဗာရဏသီမြို့ကိုရောက်လာကန္ဓတထေလာပြင်းနေသမင်းစားပွဲနဲ့ကြုံလာပြင်းနေကြီးရောက်လာတာကန္ဓတထေကလည်းပဲတသိန်းနန်းတော်ရွှေကွက်ထဲမှာတသိန်းနန်းတော်သမင်းတွေထည့်ပြီးတော့တသိန်းနန်းတော်ဖန်ရီချိုးကုန်းပေါ်မှာရေချိုးပြီးတော့သမင်းစားဝဲရင်ကျင်းပနေတဲ့အချိန်ပြေတတ်တဲ့အဲ့ဒီတောသားကမြို့ပေါ်မှာတငယ်ချင်းထမ်းမှလာပြီးတော့ထင်းလာရောင်းတာမလာလောက်တာလေထင်းလာရောင်းတော့တငယ်ချင်းအိမ်မှာထင်းနေချလဲတွေနွားတွေဖြုတ်ပြီးတော့လူအုပ်ကြီးယုံနဲ့သွားနေတာတွေ့တော့တောသားကမေးတယ်မြို့သားကိုတငယ်ချင်းမင်းတို့ဗာရဏသီမြို့ဒီနေ့ညနေပိုင်းတက်စီလာကြီးလာကွာလူတွေယုံနဲ့သွားနေတာဘာရှိလို့တော့ပွဲရှိတယ်ဘာပွဲလဲသမင်းစားပွဲဟာထူးထူးဆန်းဆန်းပဲအေးထူးဆန်းတယ်ကွာဒီတထေသားကသူမိဘဘိုးဘွားတွေဖေတွေမိတွေမယူသွားပဲနဲ့ကြံခဲ့တဲ့ဥစ္စာပစ္စည်းတွေကိုသူယူသွားမယ်လို့ကြေညာပြီးတော့သမင်းစားပွဲကြီးကျင်းပတာစားပြီးတော့ယူသွားမှာအဲ့ဒါကွာတဲ့တသိန်းတန်နေကြီးပဲတဲ့အကုန်လုံးသမင်းကလည်းတသိန်းတန်နေကွာတဲ့အဲ့တော့မင်းဒီသမင်းစားပွဲကိုမြင်ဘူးလားလို့မြို့သားကမေးတော့တောသားကဟာငါမမြင်ဘူးမမြင်ဘူးဆိုရင်မင်းမြင်ဘူးတဲ့ရှိအောင်ငါလိုက်ပြမယ်ဆိုပြီးတော့အဲ့ဒီတောသားလေးခေါ်ပြီးတော့သမင်းစားပွဲကြီးသွားကြည့်တယ်လူတွေကြိတ်တိုးနေအဲ့ဒါခန္ဓာတထေသားကလည်းသမင်းစားမလို့ဆိုနသာရေ16ဥက္ကုံရေမိုးချိုးပြီးတော့တသိန်းတန်တော့ပလင်ကြီးပေါ်မှာထိုင်ပြီးတော့ရွှေခွက်ကိုဖွင့်လိုက်ရောပိဋကရေသမင်းနဲ့အလွန်ကိုမွေးကြိုင်နေတယ်ဒီပင်မျိုးစုံမျိုးသားတွေကတော့နေ့တိုင်းဒီသမင်းစားဝဲနေ့တိုင်းကြုံနေရတော့လောက်ကြီးထူးထူးဆန်းဆန်းမဟုတ်ဘူးဒီဒေါသကတော်တော်ကိုထူးဆန်းနေတဲ့သူစိတ်ထဲမှာဟာတို့ကြောင့်မှဒီလိုမရှိပါဘူးဒီတထေသားတော်တော်ကြီးကျယ်သမင်းစားတာပဲဒါနဲ့သူသမင်းနဲ့ဟင်းနဲ့နေရတဲ့အခါကျတော့အဲ့ဒီမှာဒီသမင်းကိုဘယ်လိုစားချင်စိတ်ရှိမှန်းကိုမသိဘူးတဲ့အဲ့ဒါနဲ့တငယ်ချင်းမျိုးသားကိုပြောတယ်တငယ်ချင်းကငါသမင်းစားချင်လိုက်တာကွာအဲ့ဒီတထေသားစားတဲ့သမင်းငါစားချင်လိုက်တာတမ္ပအလာဘန္တောနာစီဝိတာမိအဲ့ဒီတထေသားစားနေတဲ့သမင်းကိုမစားရရင်ငါသေသွားနိုင်တယ်ငါသေလိမ့်မယ်အဲ့လိုရမှာမဟုတ်ဘူးဘယ်သူမှလည်းကျွေးတဲ့ထုံးတာမရှိဘူးကျွေးရအောင်သမင်းကလည်းတန်ဖိုးကြီးတဲ့တငယ်ချင်းရဲ့တသိန်းကုန်တန်ကြီးချက်ထားတာတယောက်တည်းစားဖို့လို့တသိန်းတန်သမင်းဆိုတော့ဘယ်လောက်တန်ဖိုးကြီးမလို့ဆိုတာဘုန်းကြီးတို့ပြည်သက်တွေ့ကြည့်အဲ့ဒါနဲ့မရနိုင်ဘူးထင်တယ်ကွာလှုပ်ပါတငယ်ချင်းကငါတောင်းပေးပါသမင်းစားခြင်းလို့ငါသမင်းတောင်းပေးသားမှာကွာနည်းနည်းလေးဖြစ်ဖြစ်ငါကျင်နိုင်ရင်တော်ပြီကွာငါသမင်းတောင်းကြည့်ပေးသားမှာကွာဆိုပြီးတော့အတင်းတောင်းခိုင်းတဲ့အခါကျတော့မှအဲ့ဒီမှာမြို့သားကတားမရတဲ့အစိုးပရိသတ်အလဲကောင်းကမတ်တရပြီးတော့ပဏာမာမိတေသာမိတထေကြီးခမတထေကြီးကိုဥညွတ်ပါတယ်ကြောပါတယ်လို့သုံးကြိမ်တိုင်းနဲ့အတန်ကျဲကျဲမြင့်ပြီးတော့អော်လိုက်တော့ခန္ဓာတထေကဟဲ့ငါသမင်းစားကနေငါ့ကိုဥညွတ်ပါတယ်ကြောပါတယ်လို့ဘယ်သူဩတာလဲကျွန်တော်ပါခင်ဗျာမြတ်ဘာကိစ္စရှိလို့လေကျွန်တော်ရဲ့မိတ်ဆွေတောသားအခုတထေကြီးစားနေတဲ့သမင်းကိုစားခြင်းလို့တဲ့မစားရရင်သေတော့မလို့ဖြစ်နေတယ်အဲဒါကြောင့်မလို့သမင်းလေးနဲ့ပေးဖို့လို့ကျွေးဖို့လို့ကျွန်တော်တောင်းပါတယ်ဘယ်သူတော့ကွာဟောဒီကျွန်တော်ဘေးနားမှာရနေတဲ့ကောင်ပဲမင်းလားကွာဟုတ်ပါတယ်တထေးမင်းခင်ဗျာအေးမသမင်းကတလုတ်ကို1000လဲမကဘူးတန်းနဲ့2000လဲမကဘူးတန်းနဲ့အဲ့တော့ငါသမင်းစားလိုက်စားတဲ့ဒီလိုလူတွေလာတောင်းစားနေလို့ရှိရင်ငါဘယ်လိုလုပ်ပြီးတော့စားလို့ဖြစ်တော့မလဲဒီလူတွေငါပေးနေကျွေးနေငါဘယ်လိုလုပ်ပြီးတော့သမင်းစားရတော့မလဲအဲ့တော့ကွာတဲ့မင်းကငါအခွင့်အရေးတရားနေနဲ့ပေးမယ်တဲ့ငါသမင်းကိုစားခြင်းရင်ဒီနိတံဝောစရာနိမမကေဗတိန်ကရောတု
မင်းငါစားတဲ့ပုံစံအတိုင်းဟောဒီမန္တကြီးထဲမှာဟောဒီရွှေပလင်ကြီးထဲမှာဟောဒီရွှေခွက်ကြီးနဲ့ဟောဒီလိုတသိန်းတန်သောထမင်းတွေကိုစားခြင်းတီနိတံဝဆရာနိ၃နှစ်သို့ကာလပတ်လုံးမမခေဟေငါအိမ်၌ဗတိန်ကရောတုငါအိမ်မှာရှိတဲ့အလုပ်တွေကိုမင်းအကုန်လုံးအမှနားလည်အောင်ပြောပြရတဲ့ငါအိမ်မှာ၃နှစ်ကြုံခံရမယ်တဲ့ဘယ်နှစ်နှစ်တဲ့လဲ၃နှစ်ကြုံခံရမယ်လို့အဲ့ဒီလိုပြောလိုက်တဲ့အခါကျတော့ရတ္တတဏှာပြင်းပြနေတဲ့ဒေါသဟာကောင်းပြီတထေးကြီးကျွန်တော်ထမင်းတဏှာစားဖို့လို့၃နှစ်ကြုံခံပါမယ်ဒီစားတသက်လုံးကြွေးထားတာမဟုတ်ဘူးခုနတော့ကဘုန်းကြီးတို့တရားအစမှပြောခဲ့တယ်ဒါနဆိုတာတဏှာကိုဖြတ်တာဒါနဆိုတာဘာကိုဖြတ်တာလဲအခုသူ့မှာတဏှာတွေဖြစ်ဒီထမင်းသူမစားလို့ရှိရင်ရတ္တတဏှာဖြစ်ပြီးတော့သူသေမတတ်ကိုဖြစ်နေတော့ဒီထမင်းကိုဘလို့စားကြည့်ခြင်းနေမှကိုမသိဘူးစားခြင်းနာလိုခြင်းနာဟာတဏှာစားခြင်းနာလိုခြင်းနာပါလေအဲ့ဒီတဏှာကတားမရတော့သူကလည်းတဏှာရဲ့ခိုင်းစေရကိုခံရတာပေါ့ကြုံခံရမယ်တဲ့ခံမယ်၃နှစ်လုံးလုံးဒါနဲ့ဟိုမြို့သားကဆွဲထားတယ်ဘလို့ပါနဲ့တငယ်ချင်းဟာထမင်းလေးတနတ်စားဖို့နဲ့သူများအိမ်မှာ၃နှစ်တိတိကြုံခံရတယ်လူတောင်ကြားလို့မကောင်းဘူးမစားတော့ဘာဖြစ်တော့ကွာမဟုတ်ဘူးကငါစားဖို့စားကြည့်ချင်တာစားဖို့စားချင်နေတာအဲ့ဒါမင်းဇနီးမယားသမီးသားဘယ်နဲ့လုံးမလဲဘယ်နဲ့မှမလုပ်ဘူးမင်းသွားငါလှဲတယ်နွားတယ်ရွာပြန်ပို့ပြီငါရွာမပြန်ဘူးဒီနေ့ညပဲခန္ဓာတထေသားအိမ်မှာအလုတ်ဆင်းမယ်ဆိုပြီးတော့တိုးတိုးပြောပြရတဲ့အဲ့ဒီမှာတခါတည်းအလုတ်ဆင်းပြီးတော့ကြုံခံရောကြုံခံပြီးတော့နေ့နေ့ညညအဲ့ဒီမှာကြုံခံပြီးတော့အဲ့ဒီအိမ်ကအလုတ်တွေကိုလုံးလိုက်တာ၃နှစ်ပြည့်သွားပြီတဲ့ဘယ်နှစ်နှစ်ပြည့်သွားပြီအဲ့ဒီလို၃နှစ်တိုင်းတိုင်းသူများအိမ်မှာထမင်းတဏှာကလေးစားဖို့လို့အတွက်ကြုံခံရတဲ့လူမို့လို့သူ့ကိုနာမည်ပေးလိုက်တော့ဗတ္တပတိကာဗတ္တပတိကဘယ်သူလဲလဲဗတ္တပတိကလို့နာမည်လေးပေးထား၃နှစ်ပြည့်ရော၃နှစ်ပြည့်တဲ့အခါကျတော့ခန္ဓာတထေသားကဒီလူဟာတော်တော်ဇွဲကောင်းတာပဲထမင်းလေးတဏှာစားဖို့လို့၃နှစ်တိတိအလုပ်တွေကိုကြိုးကြိုးစားစားနဲ့လုပ်တယ်။ကဲဒါဖြစ်လို့ရှိရင်ဒီလူကိုငါခံစားတဲ့ရှိစိတ်အတိုင်းခံစားစေရမယ်။ဘယ်လိုလုပ်တော့ဆိုတော့တသိန်းတန်ရေချိုးခံတဲ့ကိုထက်နသားရီအိုး16အိုးနဲ့ချိုးခိုင်းပြီးတဲ့ကဝေကောင်းစားတာတွေဝေပြီးတော့တသိန်းတန်တော့ထမင်းကိုရွှေခွက်ကြီးတဲ့ထက်မြို့တဲကိုလည်းလှည့်ပြီးတော့ကျင်ညာခိုင်းတယ်ဗတ္တပတိကသည်ဒီနေ့ထမင်းစားပွဲကြီးကျင်းပမယ်၃နှစ်တိတိကြုံခံပြီးမှရလာတဲ့ထမင်းကိုဘယ်လိုစားမလဲဖြည်းဖြည်းလေးပဲစားမလားပလုတ်ပလောင်ပဲစားမလားနင်းအောင်ပဲစားမလားဘယ်လိုလုပ်မလဲမသိဘူးအဲ့ဒါထမင်းစားပွဲကြီးရှိတယ်ကြွတော်မူကြပါခမညာလို့မြို့တဲကိုမောင်းကျင်းနေစီတီတီးပြီးတော့လက်ခတ်ခိုင်းတဲ့အခါကျတော့မြို့သူမြို့သားတွေကလည်းယုံနေဟာ၃နှစ်ပြည့်ပြီတဲ့ဘယ်လိုလုပ်စားမလဲမသိထမင်းကိုထုတ်ပြီးတော့ပဲယူသွားအောင်မလားသူမိမနဲ့ကလေးတွေပဲကျွေးအောင်မလားသူတယောက်တည်းပဲအဝစားမလားဘယ်လိုလဲမသိဘူးအဲ့ဒါနဲ့မြို့သူမြို့သားတွေကလည်းခါတိုင်းခန္ဓာတထေထမင်းစားတဲ့ပွဲတဲ့ကိုပိုးစီတယ်တဲ့ရောက်လာကြတာအထတာဟထဒောဝနာဝေလာယခန္ဓာမာရဏေဧကောပစ္စေကဗုဒ္ဓောတတ္တမေဒီဝေသေသမပတ္တိတောဝုထာယလာပြီပြေတတ်တည်း၃နှစ်တိတိကြုံခံပြီးနသာရီအိုရီနဲ့ဆေးကြောရေမိုးချိုးပြီးတော့ထမင်းစားမလို့ထမင်းစားကုန်မှထိုင်နေတော့ရှိသေးတဲ့ကန္ဓမာရဏေတဲ့ကန္ဓမာရဏတောင်းတဲ့ဧကောဓမ္မသောပစ္စေကဗုဒ္ဓပစ္စေကဗုဒ္ဓအရှင်သူမြတ်သည်တတ္တမေဒီဝေသေသမပတ္တိယောဝုထာယခုနှစ်ရက်တိုင်တိုင်ဖလားသမဘကိုဝင်စားတော်မူပြီးတော့အဲ့ဒီသမပတ္တိယောသမဘမှာဝုထာယထတော်မူ၍တဲ့ကာထာနုကောဣဇဘိကသာရထာယကိစ္ဆာမိခုနှစ်ရက်ပြည့်ပြီထမင်းမဆုံးဖုံးပြီးလို့မရတော့ဘူးဆုံးပြန်ဖုံးပေးရမယ်ဖလားသမဘမဝင်စားခင်တော့ကစားခဲ့တဲ့ထမင်းဟာခန္ဓာကိုယ်ထဲမှာအသွေးအသားဖြစ်နေလက်ပတ်နေတာ9ရက်ပဲခန္ဓာကို9ရက်ပြည့်ပြီစွန့်တထပြန်မဖုံးပေးဘူးဆိုရင်ငါပြိဋိဘံဆံရလိမ့်မယ်အဲ့ဒါကြောင့်ငါစွန့်ပြန်ဖုံးပေးအောင်ပါပဲလို့ဆိုပြီးတော့ဆွမ်းငံထွက်ရင်းနဲ့ကြည်လာတာဘယ်သူရှိမှသွားပြီးတော့ဘိက္ခာစာရထာယကိစ္ဆာမိ
ဘယ်လိုရှိမှသွားပြီးတော့ဆုံးလို့ခံရမလို့ရှင်းနေပြီးတော့ကြည့်လိုက်တဲ့အခါကျတော့ဗတ္တပတိကံအဋ္ဌတာသုံးနှစ်ကျွန်းခါမှာတသိဏထမင်းကိုစားရတဲ့ဗတ္တပတိကကိုမြင်ပြီးအထိနုခောဧတတတတ္တနတိတိဆက်ပြီးတော့ရှင်းပြီးတော့ကြည့်တယ်ဒီတောသားကိုငါသွားပြီးတော့ချီးမြှောက်ရမှာဗတ္တပတိကအဲ့ဒီဗတ္တပတိကတိတတ္တနတိနုခောအထိနုခောတရတရားရှိသလားမရှိဘူးလားလို့စဉ်းစားဆင်ခြင်ပြီးတော့ကြည့်လိုက်တဲ့အခါကျတော့တရတရားရှိတယ်တဲ့ကဲတရရှိရင်လှူလိုက်မယ်ဆိုပြီးတော့ကြွသွားတပိဋကံပြင်ဆင်ပြီးတော့ကောင်းကင်ယံကနေပြီးတော့ကြွသွားတာဘုရင်တရေဗတ္တပတိကရှေ့ရောက်လဲရောက်တော့ကောင်းကင်ကနေဆင်းသက်တော်မူလိုက်တာဆင်းသက်တော်မူလိုက်တဲ့အခါကျတော့အဲ့ဒီမှာပြည့်စေကဗုဒ္ဓကိုမြင်ပြီးဗတ္တပတိကတောသားကလည်းထမင်းစားမလို့ပြင်နေပြီဗတ္တပတိကပြည့်စေကဗုဒ္ဓကိုမြင်တော်မူလိုက်တဲ့အခါကျတော့စိတ်ထဲမှာအကြံဖြစ်တယ်တဲ့အဟံပုပ္ပေအဒိဏဘာဝေနဧကိတဗတ္တပါတိကအဋ္ဌယတိနိသံဝစရဏိပရာဂေဗတ္တိအကာသိအာနာတိပုပ္ပေရှိတုံးကအဒိဏဘာဝေနမပေးမလူခဲ့သောကြောင့်ဧကိတဗတ္တပါတိကသမင်းတနာစားဖို့ရတိနိသံဝစရဏိသုံးနှစ်တို့ကာလပတ်တော်ပရခေဟိသူတော်ဘာရဲ့အိမ်မှာဗတ္တိအခါသာလို့ကိုအကာသိကောင်းစွာမသွေပြုလုပ်ခဲ့ရပါပြီတကားရှေးဘဝကဒါနကုသိုလ်ကောင်းမှုတွေမလုပ်ခဲ့လို့သူများအိမ်မှာသုံးနှစ်ကျွန်ခံပြီးတော့မှတသိဏထမင်းကိုစားရမှာကဲအဲ့ဒီတော့ဒီနေရာမှာဘုန်းကြီးတို့ပြည့်တာပြည့်စေကဗုဒ္ဓကိုမြင်လဲမြင်တော့တရားတရားတွေဖြည့်ပြီးတော့ဒီထမင်းငါမစားတော့ဘူးတဲ့ငကိုယ်တော်ကစားချင်တာရတ္တတနာဒီထမင်းကိုမရမနေသေရမလောက်ကိုစားခြင်းနေတာဘာတနာရတ္တတနာရတ္တတနာရတ္တတနာနဲ့ရလာတော့ဒီထမင်းကလည်းပဲတဏှာထမင်းပဲဘာထမင်းပဲလဲတဏှာထမင်းဒီထမင်းပေါ်မှာတဏှာတိဟုသောရတ္တတဏှာတိသောနှောင်ကြိုးကတွဲထားပြီးတာခြိထားပြီးတာတုတ်ထားပြီးတာဒါပေမဲ့လို့ဘိသတ္တရဲ့အဲ့ဒီလိုခြိနှောင်ထားတဲ့နှောင်ကြိုးကိုဒါနနဲ့ဖြတ်တာတဲ့ဘာနဲ့ဖြတ်တာတော်ပြီငါမစားတော့ဘူးအတိတ်ဘဝကဒါနမရှိလို့ဒီလိုဆင်းရဲတာအဲ့တော့သုံးနှစ်ကြောခံမှရတဲ့ထမင်းငါမစားတော့ဘူးဟောဒီပြည့်စေကဗုဒ္ဓကိုလှူမယ်လို့စိတ်ဆုံးဖြတ်ပြီးတော့ပြည့်စေကဗုဒ္ဓရဲ့ခြေတော်ရင်းဝဲဆင်းလို့ထင်းချင်း၅ပါးနဲ့ရှိခိုးတယ်ရှိခိုးလို့ပြီးတဲ့အခါကျတော့ရှင်မြတ်တပိတော်ကိုတပိတော်ဆွတော်မူပါခရာတပိဆွတ်နေတပိသေးကိုတသိန်းတန်သောထမင်းတွေကိုဆွမ်းနေလောင်းတော့တိစေကဗုဒ္ဓကတဝက်လောက်လဲရောက်တော့လက်တားပြီးတော့တပိတ်ကိုပိတ်ပလိုက်တယ်တခါလေးတော်ပြီတဝက်ဆိုပြည့်စုံတယ်တခါလေးစားဖို့တဝက်ချန်တာဆိုတော့ပိသတ္တိမမဣဒလောကေနသင်္ကနထပရလောကေနသင်္ကဟမေဝကရောထရှင်ဘုရားဒီသောဟာရှင်ဘုရားလည်းတဝက်တပည့်တော်လည်းတဝက်စီဆိုတော့လည်းဝါမှာမဟုတ်ဘူးအဲ့တော့တပည့်တော်တဲ့ဘာမှမငဲ့နဲ့တော့အရှင်ဘုရားအကုန်လုံးသာလူခံဝါယခုပြစ္ဆုတ်ပံအတွက်တပည့်တော်ကိုမကြည့်ပါနဲ့ဣဒလောကေနသင်္ကနထပရလောကေနသင်္ကဟမေဝကရောထတမလွန်အတွက်တန်ရည်ပဲပြီးတော့ရှင်ဘုရားတပည့်တော်ကိုချီးမြှောက်တော်မူပါဗျာအကုန်လုံးအလှခံတော်မူပါဗျာဆိုပြီးတော့ဘုန်းကြီးတို့ပြည့်တဲ့အဲ့ဒီမှာဗတ္တပတိကသည်၃နှစ်တိုင်တိုင်ကြွန်ခံလို့မှရလာတဲ့ထမင်းကိုမစားဘဲနဲ့ပြည့်စေကဗုဒ္ဓကိုလှူတယ်လှူပြီးတဲ့အခါကျတော့ဣဒာနိမေနိဗ္ဗာန်ဌာနေဒုက္ခမေဝဟောတုတုံမေဒိဋ္ဌဓမ္မသေဝဘာဂီအတ္တဣဒာနေယခုအခါ၌နိဗ္ဗာန်ဌာနေဖြစ်လျာယဘဝ၌ဒုက္ခမေဝချမ်းသာခြင်းတည်တာလေဟောတုဖြစ်ပါသေးတည်းဒ
တုံမေရှင်မယတို့သည်ဒိဋ္ဌဓမ္မသေဝမြင်အပ်သောတရားဤသာလျင်ဘာဂိအဖို့ရှိသည့်အတ္တဖြစ်ပါရစေသာအရှင်ဘုရားလောဣမံပဋ္ဌနံဤရှုကိုအကာတိကောင်းစွာမသွေတောင်းယူတော်မူလိုက်ပါပေသတည်းဒီဆွမ်းလူရတဲ့ဆွမ်းဘက်ကကြောင့်ဖြစ်လျရာရာဘဝတိုင်းမှာချမ်းသာဒုက္ခနဲ့ပြည့်စုံရပါစေတုံမေဟိဒိဋ္ဌဓမ္မသေဝဘာဂိအတ္တရှင်ဘုရားတို့မြင်သောသစ္စာတရားကိုလည်းပဲတပည့်တော်ဒီမြင်ရပါလို့ဤလို့အဲ့ဒီလိုဆိုတောင်းပိခေကဗုဒ္ဓရှင်သူမြတ်ကလည်းပဲအိရှိတံပရှိတံတုံရှံခိဗ္ဗမေဝသမိတ်သတုပေါ့တောင်းတဲ့စုပြပါစေလို့စုပေးပြီးတော့ကောင်းကင်ရံကနေပြီးတော့ပြေတတ်တဲ့ခန္ဓာမရဏတောင်ကိုပြန်ကြွသွားတယ်ဘယ်တောင်ကိုပြန်ကြသွားခန္ဓာမရဏတောင်ကိုပြန်ကြသွားတယ်တဲ့လူတွေကလည်းကောင်းချီးဩဘာတွေပေးလိုက်တာငါတို့ဆိုဒီလိုမလုပ်နိုင်ဘူးငါတို့ဆိုဒီလိုမလုပ်နိုင်ဘူးသုံးနှစ်ကြုံခံပြီးတော့မှစားချင်လွန်းလို့ရတ္တတဏှာကြောင့်သုံးနှစ်ကြုံခံပြီးမှရန်လာတဲ့ထမင်းကိုဒီလူပြက်ပြက်တတ်တတ်နဲ့လှူရဲတာအံ့ဩတယ်တော်လိုက်တာနဲ့အဲ့ဒီလိုချီးကျူးနေကြတယ်ခုနကကြွလာတဲ့ပြည့်စေကဗုဒ္ဓကလည်းပဲခန္ဓာမရဏတောင်ရောက်တော့သူတပိတ်ထဲကဆွမ်းတွေကိုဟိုကိုယ်တော်ရဲ့ထက်ဒီကိုယ်တော်ရဲ့ထက်အဲ့ဒါလိုက်ပြီးတော့ဆွမ်းလောင်းပေးလိုက်တာပြေးတဲ့ပြည့်စေကဗုဒ္ဓ900အကုန်လုံးဆွမ်းဖုံးပေးလို့ရတယ်တဲ့အဲ့ဒါဗာရဏသီပြည်သူပြည်သားတွေအော်ဟစ်ပြီးတော့ဗတ္တပတိကကိုချီးကျူးနေတဲ့အသံတွေကိုဟိုတိုက်ပေါ်ကဂန္ဓတထေသားကကြားတော့ဘယ်နဲ့ခါတိုင်းထမင်းစားဝဲလူတွေဆူညံမဖြစ်ပါဘူးဒီနေ့မှဆူညံဖြစ်တယ်ဘာကြောင့်ပါလိမ့်ဆိုပြီးတိုက်ပေါ်ကဆင်းလာပြီးတော့အဲ့ဒီမှာမေးတာဗတ္တပတိကသူဆင်းရဲကိုမေးတဲ့အခါကျတော့မှအကျိုးအကြောင်းပြောပြတာပေါ့ဘေးသားရေအကျိုးအကြောင်းပြောပြတဲ့အခါကျတော့မှဩငါတော်မှမလှူနိုင်တဲ့သွန်ဒါနမျိုးကိုမင်းကလှူတယ်အေးအဲ့ဒီတော့မင်းလုပ်တဲ့ကုသိုလ်ကောင်းမှုကိုငါကိုအမျှဝေပါတဲ့ပတ်စံ1000ပေးတယ်ပတ်စံဘယ်လောက်ပေးလဲပတ်စံ1000ပေးပြီးတော့မင်းကုသိုလ်ကောင်းမှုကိုငါကိုအမျှဝေပါလို့အမျှဝေခိုင်းတော့ဟိုကလည်းပဲအမျှဝေတထေးကသာဓုခေါ်ပြီးတော့ဘေးတတ်တယ်အဲ့ဒီမှာခန္ဓာတထေးသားကသူပိုင်တဲ့ရှိစိတ်ဥစ္စာတဝက်ခွဲပေးတယ်ပိစိကဗုဒ္ဓသည်9ရက်တိုင်တိုင်និရောဓဖလားသမဘာဝန်စားနေတာဖြစ်ခြင်းကြောင့်ဖလားသမဘာကထားတော်မူကြကုန်သောဘုရားယဟန္တာပိစိကဗုဒ္ဓသည်ကိုလှူရရင်ချက်ချင်းချမ်းသာတယ်ဆိုတာအခုဗတ္တပတိကလက်တွေ့ပြတာပြေးတာအဲ့ဒါနဲ့တို့ပြောပြေးတတ်တယ်ဒီတည်းကိုဗာရဏသီမင်းကြီးကြားသွားရောဗာရဏသီမင်းကြီးကြားလဲကြွားသွားရောရွှေနန်းတော်ခေါ်ပြီးတော့စိစိတ်ဥစ္စာတွေပေးတယ်တဲ့တထေးရန်လူချီးမြှင့်တယ်အဲ့ဒီချိန်ကစပြီးတော့ဗတ္တပတိကနဲ့ခန္ဓာတထေးသားတို့သည်အတူတူသွားအတူတူစားကုသိုလ်တွေကိုအတူတူပြုပြီးတော့တတောစုတောဒေဝလောကေနိဗ္ဗာတိတတောထိုဗတ္တပတိကတထေဘဝမှာစုတောစုတည်ခဲ့သည်ရှိသောဒေဝလောကေနဗီလောက၌နိဗ္ဗာတိကောင်းသောမသွေဖြစ်ခဲ့ပါ၏တကားဧဗတ္တပတိကဘဝကမနေလို့သေသွားတဲ့အခါကျတော့နတ်ပြည်ကိုတက်သွားတယ်ဘယ်ကိုတက်သွားလဲဧကုသိုလ်ကောင်းမှုတွေတက်ထဆုံးပြုလုပ်ပြီးတော့အဲ့ဒီကုသိုလ်အရှိန်ဝါတွေနဲ့ကုသိုလ်ဂုဏ်သိမ်လူအရှိန်လူပြည်မှာလောက်ခဲ့တဲ့အရှိန်ဟာနတ်ပြည်ထီအောင်တင်းဖို့တွန်းဖို့တယ်တဲ့ဒါကြောင့်ဒီနေ့တရားရှိတဲ့စေကဝင်တဲ့သူတော်ရှင်တွေလည်းပဲအလှတကအလှမာတိချိုးဝဲတကဒကမတွေချမ်းမြေမြေကြောင်းတိုင်းမှာတတိပဒံလို့ကျင့်ကြံကြုတ်ကိုအထုတ်ခနေကြကုန်သောယဟန်တာမဏိယောဂီသူတော်စင်တို့၏သီလဂုဏ်သမာဓိဂုဏ်ပညာဂုဏ်တွေကိုရည်မှန်းပြီးတော့လှူဒန်းနေကြတယ်ဆိုတာအရှိန်နဲ့တွန်းနေတာ။ဘာနဲ့တွန်းနေတာ။အရှိန်နဲ့တွန်းနေတွန်းအားကောင်းရင်ကောင်းသလောက်အထက်ကိုတက်မယ်။ဟုတ်တယ်မဟုတ်လား။
တွန်းကောင်းရင်ကောင်းတဲ့လောက်ထက်ကိုတက်မယ်ပဲထိအောင်တက်သွားနိုင်လို့ဆိုရင်နိဗ္ဗာန်ထိအောင်တက်သွားနိုင်တယ်ဒါကြောင့်မို့လို့ဒါနဆိုတာဘုန်းကြီးတို့ပြည်သားပေါင်းသူတော်ကောင်းတို့၏ကုသိုလ်ဂုဏ်သိမ်လူအရှိန်ပါပဲဆိုတဲ့တရားကိုဘုရားရှင်ကိုရောမြတ်ကဟောပါတယ်အဲ့ဒီဘဝကမနေလို့အဲ့ဒီဗတ္တပတိကသည်နတ်ပြည်တက်နတ်ပြည်ကနေပြီးတော့နတ်ရှိစဉ်တွေခံစားပြီးတော့လူပြည်ကိုပြန်ရောက်လာတဲ့အခါမှာဘုန်းကြီးတို့ဂေါတမဘုရားရှင်ကိုရောမြတ်လက်ထက်တော်မှာခုနှစ်နှစ်သားနဲ့ယဟန္တာဖြစ်သွားတဲ့ဒုက္ခသာမဏေတဲ့ဘာသာမဏေတဲ့ဒုက္ခသာမဏေအလောင်းဟာဘုန်းကြီးတို့ဘုရားရဲ့အတိတ်ဘဝရှိတော့ကသုံးနှစ်တိုင်းတိုင်းကြုံခံပြီးတော့မှရလာတဲ့ထမင်းကိုမစားတော့ဘဲနဲ့ပိစိကဗုဒ္ဓကိုလှူလိုက်တဲ့ဆိုတာတဏှာကိုဖြတ်ပစ်တာဘာကိုဖြတ်ပစ်တာဒါနနဲ့ဖြတ်တာဘာနဲ့ဖြတ်တာဒါနဆိုတာဘုန်းကြီးတို့ပြည်သားပေါင်းသူတော်ကောင်းတွေဝတ်ချွတ်ရမှတ်ကြောင်းအကျင့်ကောင်းပါပဲလို့ဒါကြောင့်ဒီတရားဒေသနာတော်ကိုဘုန်းကြီးတို့ပြည်သားပေါင်းသူတော်ကောင်းတို့နာကြားပြီးတော့ဟောငါတို့လည်းပဲလူဘဝကိုရောက်နေတဲ့အချိန်မှာကုသိုလ်ဂုဏ်သိမ်တဲ့လူအရှိန်တွေမြင့်တဲ့မြင့်အောင်အရှိန်နဲ့တွန်းပို့ပြီးတော့အထက်တန်းနိဗ္ဗာန်ကိုရောက်နိုင်ကြပါစေကုန်တော်ရဲ့လို့ပဋ္ဌနာအောင်စုပြုနိုင်ကြပါစေကုန်သတည်းဒီနေ့ထွန်ရည်တဲ့ချတရားပွဲမှာဗတ္တပတိကတနည်းပြောရင်ဒုက္ခသာမဏေရဲ့အတိတ်ဇလန်းကိုဟောပါတယ်ဤတရားတော်ကိုနာကြားပြီးတော့ဒါနသည်စောင်းတန်းနဲ့တူတယ်ဒါနသည်လှေကားနဲ့တူတယ်ဒါနသည်ရိတ်ခါတုံးနဲ့တူတယ်ဒါနသည်နိဗ္ဗာန်ရောက်ကြောင်းအကျင့်ကောင်းနဲ့တူတယ်လို့အဲ့ဒီလိုဒီတရားတော်ကိုနာကြားပြီးတော့ဘုဒ္ဓတွေရပြီးတော့ဒါနကုသိုလ်ကောင်းမှုတွေနဲ့ပြောင်းမွေးနိုင်ကြပါစေလို့ဆိုတဲ့ဒီမေတ္တာဒေသနာဖြင့်ဟောတော်တရားပြီးပါပြီပိဋက၏အဲ့တော့ဒီနေ့ကိုလှုပ်ခဲ့သောကုသိုလ်စုစုရရတို့ကိုတတ္တဝအနန္တကိုနဲ့ရကြပါစေလို့မေတ္တာဓမ္မဖြန့်ဝေပြီးတော့ရေဆက်သွန်ချအမြပေးဝေလိုက်ကြစို့အလုံးလိုက်ဆိုဣဒံမေပုံညာနိဗ္ဗာနတ္တပစ္စယောဟောတုရှင်ဘုရားတပည့်တော်များသည်ကံကို၎င်းကံဤကျိုးတရားကို၎င်းယုံကြည်ကြပါကုန်၏ဖြစ်၍တရဏဂုံသုံးပါးနှင့်ရှစ်ပါးသောသီလတော်မြတ်တို့ကိုကျင့်သောခံယူသောက်တည်ပြီလေဤသို့ချမ်းမြေ့ရိပ်မြိုင်ကြောင်းတိုက်တွင်၌တရားအလုံးအားထုတ်၍နေကြကုန်သောယဟန်သာမဏေယောဂီသူတော်စင်တို့၏သီလကုံသမာဓိကုံပညာကုံတို့ကိုအာယုံပြု၍ဥဒ္ဒံအောင်အားရည်စူးပြီးလျင်တော်တင်ငွေသာသမီမြေတစုတို့ကနေစွန်းဒါနဆက်ကလူတန်းကြပါကုန်၏ရှင်ဘုရားထိုမတပါကိုဇောထွန်းမတ်တင်တင်ထွေးမိသားစုတို့မှအာယုံစွမ်းဆက်ကလူတန်းပါ၏ရှင်ဘုရားထိုမတပါဥတင်ရွှေတော်သန်းစိန်မိသားစုတို့မှအချိုးဝဲအနေအားဖြင့်ရေခဲမုတ်တို့ကိုဆက်ကလူရမ်းပါ၏ရှင်ဘုရားထိုမတပါဥတောင်းရွှေတော်ခင်အေးမိသားစုတို့မှ
ငွေပင်ငွေရေးအတွက်အလူတော်ငွေကျပ်တစ်သောင်းကိုနိဗ္ဗာန်ညီမှန်း၍လူရန်ပါ၏ရှင်ဘုရားထိုမတပဥတုတော်ဝင်းမိသားစုတို့မှာထိုင်ကုန်တစ်လုံးနှင့်ရေမီအတွက်အလူတော်ငွေကျပ်3000ကိုနိဗ္ဗာန်ဤမှန်း၍လူရန်ပါ၏ရှင်ဘုရားထိုမတပအလူရှင်အတိတိတို့ကအချိုပွဲတို့ကိုဆက်ကလူရန်ပါ၏ရှင်ဘုရားဤကောင်းမှုတို့ကြောင့်တပည့်တော်များသည်ဩနာတိယေဒုက္ခဘေးဤကင်းဝေးရအမှန်ဤနိဗ္ဗာန်ကိုလင်းမြန်စွာရောက်ပါစေသာရှင်မြတ်ဖရာယနေ့ယခုပြုသည်မြတ်ကုသလာဤဘိုးဘာကကိုအထူးအားဖြင့်ဘဝဟောင်းကိုဆွ၍ဘဝသစ်သို့ပြောင်းသွားလေပြီးတော့ယရဏသုံးပါးကိုလေးစားလေးရှိသောဥတ္တံအောင်အားရညာပါစေအမြဝေဤသောမတပါအနန္တဂိုင်းဝင်ယေရှုတော်ရှင်မိခင်ဖခင်တို့အလကားဆရာသခင်ယေရှုရှင်တို့အလကားရေမြေတနှင့်အစိုးရမင်းအလကားနတ်တော်တနှင့်တရားမင်းအလကားငရဲတနှင့်ယမမင်းအလကားဤကြောင့်တိုင်း၌ဆောင်းဆောင်း၍နေကြကုန်သောကျောင်းဆောင်နှင့်ရေဒီဆောင်နှင့်မျိုးဆောင်နှင့်ရွာဆောင်နှင့်တော်ဆောင်နှင့်တောင်ဆောင်နှင့်သာသနာတော်ဆောင်နှင့်သတုမာရေတာဝရိဏအစရှိကုန်သောနမြတ်နကောနတ်ပေါင်းတို့အလကားအတိတ်ဘဝကတော်ဆက်ခဲ့ကုန်သောမိဟောင်းဖာဟောင်းဘူဟောင်းသွားဟောင်းသေဟောင်းမျိုးဟောင်းပုဂ္ဂိုလ်ပေါင်းတို့အလကားယခုဘဝ၌တော်ဆန်း၍ဘဝတပါရောင်စိတ်သွားကြကုန်သောဆွေမျိုးညီအကိုမောင်နှမမိတ်ဆွေသင်္ဃဟာအစရှိသောပုဂ္ဂိုလ်ပေါင်းတို့အလကားရညာပါစေအမြဝေဤအလုံးစုံကုန်သောဝေနေယဒုက္ခိတာဒုက္ခိတာသတ္တဝါအနန္တတို့သည်ကုသိုလ်ရှင်ကောင်းမှုရှင်ဖြစ်ကြကုန်သောတပည့်တော်များဤဧဝေသောအမြကိုရကြကုန်သည်ဖြစ်၍ဝမ်းမြောက်နှုတ်မောသာဓုသာဓုဟုခေါ်ဆိုနိုင်သည်ဖြစ်ကြပါစေကုန်သောအလုံးကြာကြာမြတ်အမြတ်အမြတ်အမြတ်ယူတော်မူကြပါဦးတော်သာဓုသာဓုသာဓုအလုံး
ကြာကြာ